นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะอรหัตโตลุณะပြမတတ္တဝါအလုံးတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်ထသောအရဟတ္တောအလုံးစုံသောကိလေသာမှန်သမျှကိုအကျွင်းအကျဉ်းမရှိအကုန်အစင်ပယ်တတ်တော်မူပြီးထသောအရဟတ္တောစိတ်ခွဲရရ၌ပင်လည်းမကောင်းမှုအကုသိုလ်ကိုပြုတော်မမူတတ်ထသောသမ္မာသမ္ဗုဒ္ဓတအလုံးစုံသောတရားတော်တို့ကိုမဖောက်မပြန်တရားမှုဉာဏ်ဖြင့်ကိုယ်တော်တိုင်ထိုးထွင်းသိတော်မူပြီးထသောတတဗကဝတောဣတရိယဓမ္မယတ္တတိရိကာမပယတ္တဒီဟုသောဘုန်းတော်6ပါးသခင်ထိုဘုရားရှင်အားနမောယုတိမြတ်နိုးမှန်ယူကြွ၍ရှိခိုးပါ၏အရှင်ဘုရားဒီနေ့ကိုယ်ကိုဆုံးမခြင်းတရားတော်များအပိုင်းလိုက်ဟောကြားလာခဲ့သည်မှာအပိုင်း24အထိရောက်သွားပါပြီကိုယ်ကိုဆုံးမခြင်းအပိုင်း24ဘိုင်း24မှာရေးထားတဲ့စာစုလေးကတော်တော်လေးလည်းကောင်းပါတယ်အမြင့်ရောက်လာရင်များမြင်ရတယ်လို့ကြဲလဲမြင်ရတယ်တစ်ဖက်ကလည်းအမြင့်ရောက်လေတံမိုးတံပိုခံစားရလေလည်းဖြစ်တတ်တယ်သစ်ပင်တွေမှာထိတ်ဆုံးကတိရွက်တိခတ်တွေဟာတစ်ဖြက်လွတ်နေအောင်လေတိုက်ခံရမိုးဆူခံရတာတွေဖြစ်တတ်တယ်ဘဝလည်းဒီလိုပဲအမြင့်ရောက်တာနဲ့ကြဲပြန့်ထဲဝင်တော့ပိုရှိလာတယ်ဒါပေမဲ့မြင့်လာတာနဲ့အမျှအတိုက်ခိုက်တွေကလည်းပိုများလာတော့တာပါပဲမြင့်တော့လူပိုမြင်လာတယ်ပိုသိထားလာတယ်အမားရှာရပိုလွယ်လာတယ်ပိုပြီးတိုက်ခိုက်မှုတွေခံလာရတယ်ဒါကြောင့်အမြင့်ရောက်တဲ့သူဟာအမြင့်ကျယ်ဖို့လဲလိုတယ်လို့ဒဏ်ခံနိုင်ဖို့လဲလိုတယ်များနဲ့ကြဲကြည့်တတ်ဖို့လိုတယ်လို့အတိုက်ခိုက်တွေမှာလဲရှောင်တိန်တတ်ဖို့လိုတယ်သစ်ပင်ထိပ်ဖြားကတစ်ခက်တစ်ရွယ်လေးတွေဟာအင်အားပြင်းတဲ့လေတံမိုးတံတွေကြားအလိုက်သင်လှုပ်ရှားနေရင်အကျိုးအပဲ့သက်သာအောင်ထိမ့်သိမ်းရတယ်လို့ဘဝမှာလဲအတိုက်ခိုက်တွေကြားအကျိုးအပဲ့သက်သာအောင်အတိတရားနဲ့အလိုက်သင်ထိန်းကျောင်းနိုင်ဖို့လိုတယ်။ဒဏ်ခံနိုင်မှတိုးတက်မယ်ဓမ္မခံနိုင်ရင်ကျိုးပြတ်မယ်။အမြင့်ရောက်ရင်များမြင်ရတယ်လို့ကြဲလဲမြင်ရတယ်တစ်ဖက်ကလည်းအမြင့်ရောက်လေတံမိုးတံပိုခံစားရလေဖြစ်တတ်တယ်။တစ်ပင်တွေမှာထိတ်ဆုံးကတိရွက်တိခက်တွေဟာတစ်ဖြက်လွတ်နေအောင်လေတိုက်ခံရမိုးဆူခံရတယ်။ဘဝလည်းဒီလိုပဲအမြင့်ရောက်တာနဲ့ကြဲပြက်ထဲဝင်တော့ပိုရှိလာတယ်။ဒါပေမဲ့မြင့်လာတာနဲ့အမျှအတိုက်ခိုက်တွေလည်းပိုများလာတော့တာ။ဒါလည်းဘဝရဲ့လောကဓာတ်နဲ့ပတ်သက်တာပဲ။အမြင့်ရောက်တဲ့ပုဂ္ဂိုလ်တွေကကံကောင်းလို့ရောက်တဲ့လူဆိုရင်တော့သူကခဏပဲသိမကြဘူးကြိုးစားမှုနဲ့ရောက်လာတဲ့သူတွေမှာသူကဓာန်တွေကိုခံပြီးတော့မှရောက်လာတာများတာပဲတချို့ကကံကောင်းလို့စင်ပေါ်ရောက်တယ်အမြင့်ရောက်လာတယ်တချို့ကတော့ကြိုးစားအထောက်မှုဝိရိယအားနဲ့အမြင့်ရောက်လာတယ်စင်ပေါ်ရောက်လာဘာဖြစ်သူကမြင်ခြင်းရဲ့သဘောနဲ့ခံရခြင်းရဲ့သဘောကမြင်လာတာနဲ့အများဓာတ်တော့ခံရတာပဲမြင်လာတဲ့အမြတ်တန်ခံရတစ်ပင်နေဆိုရင်အပေါ်ဆုံးကထိတ်ဆုံးကတစ်ခက်တစ်ရွက်တွေလေမြန်းတက်လင်တစ်ဖြက်အတန်ကိုမြည်ပြီးဒါပေမဲ့တစ်ပင်ကြီးရဲ့သဘောကလည်းအံ့ဩစရာတစ်ပင်ကပင်စီခိုင်ထားလို့ရှိရင်အပေါ်ကအကိုင်းခက်လက်တွေဘလောက်ပဲလေတံမိုးတံနေရှိနေပါစေအပင်ကြီးကတော့လဲမသွားဘူးအပင်ကြီးကလဲမသွားဘူးတခါတာမန်ဘဝတွေမပြောနဲ့ပင်စီခိုင်နေဆိုတဲ့တစ်ပင်တောင်မှနော်ခိုင်မှာကြီးထွားလာတဲ့တစ်ပင်ကြီးပင်စီတောင်မှသူကအကိုင်းခက်ရွက်လေးတွေကိုလာနားတဲ့ငှက်ကလေးတွေကပြန်သွားရင်သူကလှုပ်ပြီးတော့ကြံခဲ့တာဘဝမှာလှုပ်ပြီးတော့ကြံကိုယ့်အကိုတိတ်ပြီးတော့ငါကတော့ထန်ခံနိုင်တယ်ခံနိုင်ရှိတာတဲ့လောကဓာတ်ကောင်းခံနိုင်တယ်လို့ဆိုပင်ဆိုညာတော့လည်းပဲတကယ်တည်းကြုံလာရင်သူကလည်းပဲနည်းနည်းတော့လှုပ်ရှားမှုခံစားမှုတော့ရှိတာပဲခံစားမှုတော့ရှိတာဒါပေမဲ့ပင်စီခိုင်တဲ့တစ်ပင်တွေရဲ့သဘောကအပြင်အခက်ရွက်တွေအကိုင်းခက်လက်တွေဘလောက်ပဲလေတံမိုးတံနဲ့တိုက်ခိုက်လှုပ်ခတ်ပါစေသူတော့ကိုင်းခက်လေးတွေတော့အဖျားလေးတွေတော့လှုပ်သွားမယ်
အပင်ကြီးလဲသွားတဲ့အထီတော့မလှုပ်ဘဝမှာလည်းထို့အတူပဲအမြင့်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကအခြေခိုင်ခိုင်နဲ့အမြင့်ရောက်လာတဲ့ပုဂ္ဂိုလ်ကြတော့အမြင့်ရောက်တော့အတိုက်ခိုက်ပုံများပြီများအောင်တော့သူကကိုကအခြေခံကောင်းကောင်းရှိထားတဲ့အတွက်ကြောင့်သူမှဘဝကိုပြတ်သွားတဲ့အထိလဲကျသွားတယ်ဆိုတာမရှိတော့ဘူး။ညလောကဓာတ်ဆိုတာမြတ်စွာဘုရားကလောကဓာတ်တရား၈ပါးထဲမှာဂျာကြီးဟိုပြီးခဲ့တဲ့အပိုင်းနေရာလဲဘုန်းကြီးကအကျယ်ချက်ပြောဖို့ပါတယ်လောကဓာတ်တရားနဲ့ပတ်သက်။သူကလာဘောအလာဘောရသောအရသောနေနံပတန်တန်ဒုက္ခံဒုက္ခံဆိုတဲ့လောကဓာတ်တရား၈ပါးမှာလောကသားတွေအကုန်တွေ့ရ။ဆိုတော့အမြင့်ရောက်လာတယ်ဆိုတာလဲဘဝရဲ့အောင်မြင်မှုလို့လူတွေမြင်မိမဲ့ဒါကိုလောကဓာတ်လို့လူတိုင်းကသိမြင်ကြဘူး။ကောင်းတာလေးတွေယာတုတွေတိုးလာတယ်လူကျင်တာလေးတွေရလာတယ်ဆန္ဒလေးတွေပြည့်လာတယ်ဘဝကိုအစင်းမြင့်လာတယ်အောင်မြင်မှုလေးရလာတယ်လို့ဆိုရင်လူတွေကျေနပ်ကြတယ်ဒါကိုလည်းလောကဓာတ်လို့လက်ခံတဲ့လူတော်တော်ရှားတယ်ကောင်းတာလေးတွေကိုဆိုရင်ကျေနပ်ပြီးမကောင်းတာတွေကြတော့မှမကျေမနပ်ဖြစ်တဲ့သူတွေများတယ်အမှန်ကတော့ကောင်းတာလေးတွေလာရင်လည်းဒါလည်းပဲကြာကြီးတော့မဟုတ်ဘူးနော်ဒါလည်းလောကဓာတ်ပဲကောင်းတာလေးရဲ့နောက်မှာမကောင်းတာလေးပါမယ်ဒီသဘောလေးဆင်ញင်ထားတဲ့လူတယောက်ကြတော့အမြင့်ရောက်လို့ဘလောက်ပဲအောင်မြင်မှုတွေရပါရညာတယ်ဒီသဘောသိထားတဲ့ကအမြင့်ကနေပြန်ပြီးတော့ကျသွားလဲပဲသူကဒီအကျပိုင်းမှာအကျမနာတော့အမြင့်ရောက်ရင်အမြင့်ကျယ်ဖို့တော့လိုတယ်အပေါ်တက်တဲ့အခါအမြင့်ရောက်လေများများကျယ်ကျယ်ဝန်းမြင်ရဒဏ်လဲခံရမယ်ကျယ်ကျယ်ဝန်းလဲမြင်ရသူ့ရဲ့သဘောကအထက်ကိုရောက်တဲ့လူတွေရဲ့နေထားသဘောအရာကတော့ကောင်းတာနဲ့မကောင်းတာဒွန်တွဲလာတာပဲကောင်းတာလည်းမကောင်းတာတော့အထက်ရောက်လာလေလောပိုင်းကိုလည်းရှိလာမယ်အောင်မြင်မှုတွေရလာမယ်အမြင်တွေကျဲလာမယ်ပတ်ဝန်းကျင်နဲ့အားလုံးကြကြပြက်ပြက်ရှိလာတော့မှန်တယ်ဒါပေမဲ့အထက်ရောက်တာနဲ့အများတိုက်ခိုက်တွေကလည်းရှိလာတိုက်ခိုက်မရှိတဲ့သူရှိဦးမရှိတာမန်လူတွေမပြောနဲ့ဘုန်းကြီးတို့ပုထုဇဉ်တွေခံရတာတွေမပြောနဲ့ဘူးဖះရှင်ကိုရမြတ်ကြီးဒီလောက် 100% ပြည့်စုံနေတဲ့တပ်ပင်ညုတညာနာမသိဘူးဆိုတော့ဘာမှမရှိတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲအတိုက်ခိုက်တွေခံရတာလောကဓာတ်အောင်ခံရတာပဲဒီတန်နေခံတဲ့အခါကျတော့လူတွေကအဲ့တန်နေခံတဲ့အခါဆိုးလာရီလားဆိုကိုယ့်ဘဝကိုတော်တော်ခံစားလွယ်ကြတယ်ဘုဒ္ဓဇင်တွေကတော့ခံစားလွယ်ဒါပေမဲ့လောကဓာတ်ကိုကောင်းကောင်းသိထားတဲ့လူတယောက်ကတရားရှိတဲ့လူကဒီပုံမှာသိမခံစားတော့ကောင်းခြင်းဆိုးခြင်းဆိုတဲ့သဘောမှာအကောင်းလာရင်လည်းပဲတအားကြီးမခံစားဘူးအဆိုးလာရင်လည်းတအားကြီးမတုံလို့ပုထုဇဉ်တဘာဝလောက်ခတ်မှုတော့ရှိတာပေါ့လောက်ခတ်မှုတော့ရှိတာတစ်ပင်ကြီးဘလောက်ပဲပစ္စည်းခိုင်တာအဲ့တစ်ပင်ထိပ်ဖြားအကိုင်းခက်လက်တွေမှာလာနာတဲ့ငှက်ကလေးတွေထပြန်သွားရင်ခက်ကလေးတော့လှုပ်သွားတာပေါ့အရွက်ကလေးတော့လှုပ်သွားတာဒါပေမဲ့ပစ္စည်းခိုင်ထားတဲ့အတွက်ကြောင့်အဲ့လှုပ်ခတ်မှုမှာဘာမှမဖြစ်တော့သူတော်ကောင်းတွေဘဝမှာအောင်မြင်မှုလမ်းကြောင်းပေါ်မှာရောက်နေတဲ့သူတော်တော်များများပညာရှင်တွေကြည့်လို့ရှင်သူတို့ကအများကြီးတိုက်ခတ်ခံရတာအများကြီးတန်ခါရတာအမြင့်ရောက်တဲ့အမြင့်များရောက်တော့ပို့ပြီးတော့တိုက်ခိုက်မှုတွေကပို့ပြီးခံတာမှန်လို့တစ်ခါကြရင်တာမှန်ဘဝလေးကတော်တော်အေးချမ်းတယ်တာမှန်ဘဝလေးကအတော်အေးချမ်းတယ်နည်းနည်းလေးနာမည်ရလာတဲ့အမြအနေကြုံလာတဲ့အသွားကြုံလာတယ်ကိုယ့်ရဲ့စကလုံးမှန်သမျှပြောစရာတွေဖြစ်လာနောက်မြတ်စွာဘုရားစာပေဗုဒ္ဓစာပေမဟာပုံညောမဟာဒုက္ခဆိုတဲ့စကားတစ်ခုရှိမဟာပုံညောမဟာဒုက္ခဆိုတာဘုံကြီးလေတွေဒုက္ခကြီးလေတွေပဲဘုံကြီးလေခွင်းနေတော့တကယ်လည်းအမှန်ပဲဘုံကြီးလေဒုက္ခကြီးလေတွေပဲဘုံကကြီးတဲ့အခါကျတော့လာကြသွားကြပိုးဝဲကြပူဇော်ကြအခါကျရင်တချို့ဧည့်သည်နဲ့ကိုပဲအချင်းကုန်နေရရှိတော့ဘုန်းကြီးတို့ဆိုရင်အခုနည်းနည်းလေးနာမည်ရှိလာတာနဲ့လူတွေများလာတဲ့အခါကျတော့ကိုယ်ပိုင်ချိန်နေနေတော့နောက်အောက်မှာစာပါရေးထားအဲ့တွေ့ကြသူပြောတော့ကိန်းကြီးကန်းကြီးတို့ထင်ပါဒါပေမဲ့အချိန်ကသူ့ချိန်ကိုယ်ချိန်ရှိအောင်သူ့ချိန်ကိုယ်ချိန်ရှိဘုန်းကြီးတို့မှာကိုယ့်ရဲ့ကျင့်ပိုင်းတွေလောက်ရမယ့်ချိန်တွေရှိတယ်ယုထပတ္တလောမကိုင်းတယ်စရဏချိန်တွေရှိတယ်လာသမျှဧည့်သည်ထွက်သူတို့ကတော့ဟုတ်တာပေါ့ကိုယ်တွေ့ရင်ကိုယ်မှသူတို့ပေးနေကိုယ်ချိန်တွေရော့သွားကိုယ်ချိန်တွေရောဒါကြောင့်ကိုယ်ပိုင်ချိန်လေးတော့ရှိမှဖြစ်မယ်ဆိုရင်ကိန်းကနန်းမကြီးချင်ပဲစာလေးရာကြီးအချိန်လေးလက်မလေးထားပြီးကျန်တဲ့အချိန်တွေမှာကိုယ့်ရဲ့အလုပ်တွေများလုပ်ရအောင်ဒါကိုသဘောမသိတဲ့အခါလူတွေကဘုန်းကြီးနည်းနည်းလေးမကြည့်တာအမြင်လေးရောက်လာတဲ့ဧည့်သည်တော်မတွေ့ကျင်တော့မတွေ့ကျင်တော့မတန်ကျင်တော့လို့ဖြစ်လာအဲ့ဒါမျိုးဖြစ်လာဆိုတော့ကိုချင်းစာတရားဆိုတာကိုဖြစ်မှကိုချင်းစာရတာမဟုတ်သူများကိုကြည့်ပြီးတော့ကိုချင်းစာကိုလည်းပဲအဲ့နေရာမှာဖြစ်လာရင်ဒီဓာန်တွေရောရှိလာမှာဘုန်းကြီးတို့ကဂိမ်းကြီးလို့တော့မဟုတ်တစ်ခါကြာရင်ကိုယ်ပိုင်ချင်းတွေပါသွား
ကိုယ်ပိုင်ချိန်နေပါတော့တချို့ဆရာတော်ကြီးတွေဆိုဟိုအားနာလို့အားနာနဲ့ယောဂပါရတာအဲကြောင့်ဆရာတော်ကြီးတပါဘုန်းကြီးတို့ငယ်တော့ဆရာတော်တို့ဘုံကြီးတယ်ဟာဘုံကြီးတာအားမကျနဲ့ဘုံကြီးကဒုက္ခရောက်တာပဲအဲ့လိုပြောတခါကဆရာတော်ကြီးကသူ့တပည့်တစ်ပါးကိုပြောဘူးတယ်တဲ့ငါကွာတယ်ငါတပည့်တွေကိုချို့သိကြည့်မရတဲ့တပည့်တွေဆိုရင်တဲ့ဒီကောင်နေလာကြတော့ရင်တဲ့ဆရာတော်နောက်ပြောတာတကယ်တော့မဟုတ်ပါဘူးတကယ်လာကြတော့လို့ရှိရင်ငါကတော့သူတို့စုပေးလိုက်တာဒီကောင်ဘုံမြန်မြန်ကြီးပါစေလို့ဆိုတော့ဘုံမြန်ကြီးပါစေလို့စုပေးလိုက်တခြားမဟုတ်ဘူးတဲ့ဒီကောင်ဘုံကြီးတော့ဟိုကိုယ်ကိုယ်လူတွေကများနော်ဟိုကလူတရားလူဟောစားအကောင်းပေးဆိုတာတွေစားယောဂများထူမြန်ယောဂရမြန်သေးဒါမှပြီးပါလားဟောဆရာတော်ကတော့နောက်ပြောတပည့်ကတော့ဘယ်လိုပဲအဲ့လိုပဲဖြစ်စေခြင်းဘုံကြီးတဲ့ပုံကိုယ်တွေမှာအဲ့ဒါကြုံရတာဒါကြောင့်လူတွေကလူချင်းနေကြတာပဲနာမည်ကြီးချင်းကြတယ်ရချင်းကြတယ်ဒါညရချင်းရဲ့နောက်ွယ်မှာကြတော့အဲ့ဒီဒုက္ခတွေရှိလာတဲ့အခါကျရလာများတဲ့လူကြောင့်မလူချင်းတော့ဒီဒုက္ခတွေနာမည်ကြီးချင်းမကြီးချင်းနဲ့ဘဝမှာဟိုဘလောက်ပဲပြည့်စုံတဲ့ဘဝမျိုးဖြစ်ပါစေမြတ်စွာဘုရားရှင်ရဲ့မိန့်တော်မူတဲ့ဘဝနေနည်းရရှိချင်းမရှိချင်းအရေးမကြီးဘူးတဲ့ရှိတဲ့အနေထားလေးမှာအပြစ်မဖြစ်အောင်နေတတ်ဖို့အရေးကြီးတာဘဝမှာချမ်းသာဆိုတာရှိတိုင်းချမ်းသာတာမဟုတ်ဘူးတဲ့ချမ်းသာအောင်နေတတ်မှချမ်းသာတာလေရှိတိုင်းမချမ်းသာဘူးဟောလူတွေကယာတို့ရှိရင်ချမ်းသာမယ်ထင်တာငွေတွေရှိရင်ချမ်းသာမယ်ထင်တာပါဝါတွေရှိရင်ချမ်းသာမယ်ထင်တာအဲ့ဒါတွေရှိဖို့လုံရင်တကယ်တည်းရှိလဲရှိလားချမ်းသာလားဆိုမချမ်းသာဘူးချမ်းသာဟိုဘုန်းကြီးတို့ကိုရီးယား Samsung ကုမ္ပဏီကဘာကျော်ကုမ္ပဏီပဲတထေးပဲဒါပေမဲ့သူ့ကုမ္ပဏီပိုင်ရှင်ရဲ့တထေးသမီးကအမေရိကသွားရင်လည်းကိုယ့်ကိုသက်သေတယ်ရှိတိုင်းချမ်းသာမယ်ဆိုရင်ချမ်းသာမှာပေါ့ကိုယ့်ကိုသက်သေပြီဆိုတဲ့ဟိုကမချမ်းသာလို့ရုပ်ပိုင်းဆိုင်ချမ်းသာမှုတဲ့စိတ်ပိုင်းဆိုင်ချမ်းသာမှုကအရေးကြီးတာဖြစ်တဲ့ကြောင့်ရှိချင်းမရှိချင်းကအရေးမကြီးဘူးရှိတဲ့အနေအထားလေးမှာချမ်းသာအောင်နေတဲ့ချင်းကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်ဟိုတခါတခါကိုယ်ပိုင်အချိန်လေးတွေပြီးရင်နဲ့ကုံသွားတာဖြစ်တဲ့ကြောင့်ဘုန်းကြီးတို့ကအဲ့ခိန်းကနန်းမကြည့်မှတချို့လူတွေရဲ့သဘောကြိုက်လိုက်လို့မရတော့တခါကြရင်သူတို့ဧည့်သည်တွေအားနာကိုအခန့်ရင်နဲ့ကိုတရားကျင့်ရမယ့်အချိန်တွေမရှိတော့ကိုစားဖားမယ့်အချိန်တွေမရှိတော့ကိုအချိန်ညာသူ့နောက်ကိုပါသွားတော့ဘုန်းကြီးတို့ကအဲ့မင်းတို့ဆရာတော်ဘုရားရဲ့စာလေးအမြဲတမ်းနှလုံးသွင်းရဆရာတော်ဘုရားကြီးကရေးထားတဲ့စာလေးကဘုံကံနဲ့စရဏကိုရေးထားတာသူကအကျင့်တရားဘုံကံနဲ့အကျင့်ဟာတဲ့ချင်းခွင်းလိုပဲတဲ့ချင်းခွင်းလိုပဲသူကအကျင့်ကောင်းလာတဲ့အမြဘုံကံတက်လာအကျင့်ကောင်းတာနဲ့ဘုံကံတက်လာတယ်အကျင့်မကောင်းတာနဲ့ဘုံကံကျသွားတယ်စရဏအားကောင်းတဲ့ပုဂ္ဂိုလ်ကဘုံတက်လာတာပဲစရဏအားမကောင်းအကျင့်မကောင်းဆိုဘုံကံနေကျတာဘုန်းကြီးတို့ဘုံကံတက်တဲ့အချိန်မှာလောကဓာတ်ကိုဘာနဲ့ပြန်ပြီးကာပါယူရလဲဘုံကံနေကြီးလာတဲ့များကိုယ်ပိုင်ချိန်နေနဲ့အကျင့်တွေများကောင်းအောင်လုပ်ရပို့ပြီးတော့စရဏတွေများလုပ်ရတယ်ပို့ပြီးတော့အကျင့်တွေများဖြစ်အောင်လုပ်ရတယ်ဆိုတော့ဘုံကံနဲ့အကျင့်ဟာချင်းဝင်လို့ပဲတစ်ခုကလေးရင်တစ်ခုကပေါ့သွားဆိုအဲ့တော့ဘုံကံတက်လာတဲ့အမြအကျင့်ဟာကောင်းမှအကျင့်ကောင်းတာနဲ့အမြဘုံကံလည်းတက်လာတယ်ဘုံကံတက်လို့အကျင့်မကောင်းဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကြာတော့တာပဲကြာလာတော့ဟိုအတက်ကြဆိုလူတိုင်းမှာရှိတဲ့အတွက်တက်ပြီးတော့ကြာမှာဒါပေမဲ့အကြမနာဖို့အရေးကြီးတာအကြမနာဖို့အရေးကြီးတယ်တချို့ကတက်တဲ့အချိန်မှာတားရင်မာနေမောက်ပြီးတော့မာနတွေတားကြီးပြီးတော့လူမထင်တဲ့သူတွေကြာသွားရင်သူတို့ဘဝမှာတော်တော်ဟိုဘာဆယ်မရအောင်ဒုက္ခရောက်တာသူတို့လည်းဘယ်သူမှလူရမသွင်းတော့သူတို့ကိုယ်တိုင်လည်း depression တွေဝင်စိတ်တက်တွေကြာအကြတကအကြထဲမှာနေစိတ်ကြတာအဆိုးဆုံးပဲယောဂါတွေထဲမှာစိတ်ကြယောဂါအဆိုးဆုံးပဲအဲ့စိတ်တက်တွေချသွားရင်ကျန်တာတွေကဘာမှပြန်ဖတ်ဆယ်လို့မရတော့ဘူးဆိုကျန်တဲ့ပစ္စည်းကြရင်ပြန်ကောက်လို့ရတယ်စိတ်ကြသွားရင်ပြန်ကောက်လို့မရတော့ဆိုတော့ရမလို့တက်ပြီးကြားတတ်တဲ့သဘောလက်ခံထားပြီးလို့ရှိရင်ကြားတဲ့အခါအကြမနာအောင်ကိုကလောကဓာတ်ကိုကောင်းခံနိုင်ရှိပြီးတော့စရဏနဲ့ကာထားပြီးကာရက်တာနဲ့ကာထားပြီးကာရဏနဲ့မကာလို့ရှိရင်ကြားတဲ့အခါကြောင်ကြမကြပဲခွေးကြတာရှိခွေးကြနဲ့ကြောင်ကြအဲ့နှမျိုးရှိတယ်နော်ချို့လူတွေကဟိုတအားမောင်းမာတဲ့ကကြားလိုက်ဟာခွေးလေးကြသွားဘုံနဲ့ဒိုင်းကနေပဲကြောင်ကြတော့ဖော့လေးကြားရလိုက်တူနော်လူတိုင်းကြားမှာပဲကိုလည်းကြားပါဒါပေမဲ့ကြားတဲ့အခါမှာအကြမနာအောင်ကြောင်ကြလေးခပ်ဖော့လေးကြားဖို့တော့လိုတယ်ခပ်ဖော့လေးကြားဖို့ဆိုရင်တက်နေတဲ့အချိန်မှာသတိထားဖို့တက်နေတဲ့အချိန်မှာစရဏအားကောင်းဖို့
တက်နေတဲ့အခါမှာများကိုတတိအမြဲကတယ်တတိလွတ်သွားလို့လူတွေကတက်နေတဲ့အချိန်မှာတတိလွတ်သွားတဲ့အခါကျတော့လူကိုလူမထင်တော့တတိလွတ်သွားတာနဲ့အမျှဘာဖြစ်သွားလဲဆိုတော့တရင်ကအရှိတရားကိုအဟုတ်ထင်ပြီးတော့မာနဝင်သွားတတိလွတ်သွားတဲ့လူတယောက်ကမာနဝင်သွားပြီမာနဝင်သွားတာနဲ့ तू ကလေလူကကိုယ့်ကိုအထင်ကြီးသွားပြီမာနဝင်အထင်ကြီးသွားတာလူကကိုယ့်ကိုအထင်ကြီးသွားပြီဆိုရင်သူတစ်ပါးအလိုလိုထင်သေးသွားတာသူ့အထင်သေးလို့မဟုတ်ကိုယ့်ကိုအထင်ကြီးမှုအားကောင်းတဲ့အခါကျသူ့ကိုအထင်သေးသွားတာအဲ့ဒါတတိမကပ်ပဲနဲ့မာနဝင်တော့အတ္တရစွမ်းမိုးသွားအတ္တကြီးသွားတယ်မာနအတ္တအားကြီးသွားတဲ့ပုဂ္ဂိုလ်မာနအားကြီးသွားတဲ့ပုဂ္ဂိုလ်ကသူတစ်ပါးကိုအယုဒိမပေးတော့ခါတော့ respect မရှိတော့ respect မထားနိုင်တာဟာမာနရှိလို့မထားနိုင်တာ respect မထားနိုင်ဘူးဆိုရင် तू အယုဒိဆိုတဲ့ခါတော့မထားနိုင်ဘူးဆိုရင်နိဝါဒဆိုတဲ့နှိမ့်ချတာလည်းမထားနိုင်ဘူးအယုဒိ respect မပေးနိုင်ဘူးဆိုရင်ကိုယ့်ကိုနှိမ့်ချတာလည်းမရှိတော့နိဝါဒခါတော့နိဝါဒဆိုတာမင်္ဂလာပဲမာနကိုအကြောင်းပြီးတော့မင်္ဂလာတရားတွေပျောက်သွားတာမင်္ဂလာဆိုတော့ကုသိုလ်တရားမာနကြောင့်မင်္ဂလာတရားမရှိဘူးကုသိုလ်မရှိတော့ကုသိုလ်မရှိရင်လူဟာနှစ်ခုပဲရှိတယ်လူဘဝမှာကုသိုလ်မရရင်အကုသိုလ်ရတာနော်အကုသိုလ်ရရင်ကုသိုလ်မရဘူးဒါပဲဘဝမှာတနေ့ကိုတစ်ခါချိန်ကြည့်လိုက်ကိုယ့်ရဲ့နေတဲ့အချိန်ကလေကုသိုလ်မဖြစ်ပဲနေနေတဲ့အချိန်ကအကုသိုလ်နဲ့နေနေတာပဲအကုသိုလ်နဲ့နေတာခါကျရင်ကြောင်းတောင်ဖြစ်နေဒီတော့ကုသိုလ်လည်းမတွေးဘူးဖေ။အကုသိုလ်လည်းမတွေးဘူးဖေ။အဲ့ဒါဘာဝင်နေတာလဲဆိုတော့ကုသိုလ်နဲ့အကုသိုလ်နဲ့မဟုတ်ဘဲနဲ့ဂျားကဘာဝင်နေဟိုလိုကြောင်းတောင်ဖြစ်နေတဲ့စိတ်ကထိုင်းမိုင်းတာမောဟသဘောမျိုးတွေးဝေနေတာလေဝေခွဲမရဖြစ်နေမောဟသည်ကောင်းတာမဟုတ်ဘူးမောဟဆိုအကုသိုလ်မှာရှိမောဟအကုသိုလ်ပဲဆိုတော့ဒီကကုသိုလ်လည်းမတွေးဖြစ်ဘူးဖေ။ကုသိုလ်မတွေးအကုသိုလ်တွေးနေလားအကုသိုလ်လည်းမတွေးဘူးဖေ။ဘာမှမတွေးဘဲနဲ့တွေးဝေပြီးတော့နေနေတဲ့သဘောကိုအဲ့ဒါမောဟဆိုအကုသိုလ်ဒါကြောင့်ဘဝမှာတနေ့အတွေးတွေကလူကိုတတ္တဝါတွေကိုဒုက္ခဘဝကိုဖန်တီးတာဖြစ်တဲ့တွေးနေတဲ့အတွေးတိုင်းသည်ကုသိုလ်တွေးလားအကုသိုလ်တွေးလားကုသိုလ်အတွေးသည်ကုသိုလ်ရတယ်အကုသိုလ်အတွေးသည်အကုသိုလ်ဖြစ်စေတယ်စိတ်မှာကကုသိုလ်စိတ်မဖြစ်ရင်အကုသိုလ်စိတ်ကနေရာယူထားတယ်အသက်ရှင်တယ်ကြောင့်အကုသိုလ်စိတ်ဖြစ်နေတဲ့အချိန်မှာကုသိုလ်စိတ်ကလည်းပါမလာဘူးဆိုတော့လူတိုင်းမှာဘဝကတတိလေးရကပ်ဖို့လိုတယ်တတိမကတ်ထန်တဲ့အမြတတိမပိုင်ခုနပြောတဲ့တရေငါအရှိတရားကိုထာဝရလို့ထင်သွားပြီလို့ရှိရင်ယာတုရှိတဲ့ပုဂ္ဂိုလ်ယာတုကိုအကြောင်းပေးပြီးတော့သူကတတိလွတ်ပြီးတော့မာနဝင်အတ္တနဲ့ဂုဏ်ရှိတဲ့သူကလည်းဂုဏ်ကိုအကြောင်းပေးတတိတွေကိုမာနတွေကိုအတ္တရောဥစ္စာလောကကြီးကြည့်အံ့ဩစရာလူတွေမှာသစ္စာတရားကိုမသိတဲ့အခါကျတော့သူကရုပ်ပိုင်းဆိုင်ရာကိုပဲသူကတည်ငါရှိတရားကိုဟုတ်ထင်ပြီးရုပ်ပိုင်းဆိုင်ရာနောက်ကိုပဲလိုက်တာသူက material ဘိုင်းကိုလိုက်သွားပြီးလို့ရှိရင် spiritual ဘိုင်းရုပ်စိတ်ပိုင်းဆိုင်ရာတွေကကျသွားတာလူတွေမှာကအခုနောက်ပိုင်းဘာတွေကလွှမ်းမိုးမှုခံရတာရုပ်ပိုင်းဆိုင်ရာပစ္စည်းဝတ္ထုတွေကလွှမ်းမိုးမှုခံရတဲ့အခါကျအဲ့ဒီလွှမ်းမိုးမှုနောက်ကိုလိုက်ရင်လူတွေမှာ spiritual ဆိုစိတ်ပိုင်းဆိုင်ရာကျအခုဆိုကြည့်လေလူတွေမှာလောဘဆိုတဲ့လူကျင်မှုကိုမလျှော့ချနိုင်တဲ့အခါကျတော့လူကျင်မှုနောက်ကိုလိုက်ရင်နဲ့သူကဒါလေးရဖို့အတွက်ဆွန့်လွတ်ရတာတွေအများကြီးဒါလေးပဲရမယ်ဆိုရင်ဘာပဲလုပ်ရလို့တချို့ဆိုရင် character တွေကိုပေးဆက်လိုက်ရတယ်ရတာက3000 4000လောက်လူကျင်မှုနောက်ကိုလိုက်ရင်နဲ့ material ဆိုရုပ်ပိုင်းဆိုင်ရာကိုလိုက်ရင် spiritual စိတ်ပိုင်းဆိုင်ရာကြီးကျ decrease ဖြစ်သွားတယ်အဲ့တော့တစ်ခါကျရင်ဒီစိတ်ခံစားမှုနောက်ကိုလိုက်ရင်နဲ့ရုပ်တရားပျက်စီးတာမှန်ပေမဲ့တော်တော်များများကအဲ့ဒီရုပ်ပိုင်းဆိုင်ရာနောက်ကိုလိုက်ရင်စိတ်ဓာတ်တွေကျသွားတာအများကြီးပဲအများကြီးပြောဒါကြောင့်လိုချင်မှုမလျှော့ချနိုင်လို့ကတော့အဲ့လိုချင်မှုရဲ့လွှမ်းမိုးမှုအောင်မှာကိုယ့်ရဲ့စိတ်ခံစားမှုတွေအများကြီးကျသွားတဲ့ခါကျလောဘအားကြီးတဲ့ပုဂ္ဂိုလ်ယူတဲ့အထိဖြစ်တယ်လောဘလူကိုယူစေတာဒေါသရဲ့အားကြီးရင်ဒေါသသေတတ်တယ်ဒေါသလူကိုသေစေလောဘကြီးတဲ့လူကယူရတယ်နော်လူကျင်မှုတွေနောက်ကိုလိုက်ရင်နဲ့လူကျင်မှုတွေမရတဲ့အခါအဲ့လူကျင်မှုရဲ့ဒီဆန္ဒကိုမထိန်ချုံနိုင်ရင်တော့ငါပစ္စည်းတားတက်မဲ့လေတက်မဲ့မှုကြောင့်ပျက်စီးသွားလေပျက်စီးမှုနဲ့ကြုံရလေသူ့မှာမခံစားနိုင်ဆိုကြပါစို့ကိုတာမှုထားတဲ့ပစ္စည်းလေးတစ်ခုကိုလက်ထဲရောက်မှ
ဒါလေးရအောင်ကိုကြိုးစားခဲ့ရတာရှိသမျှပစ္စည်းစုစုတော့ဝယ်ထားတာညာလဲရအောင်ကိုလက်ထဲရောက်မှာအဲ့ဒါလေးကပျက်စီးသွားတယ်ပျက်စီးသွားတယ်လူတွေမှာမခံစားနိုင်ဒီအပေါ်မှာပစ္စည်းဝတ္ထုရဲ့သဘောသူ့ကိုတက်မှတ်မှုများလေခံစားမှုကိုပိုကြီးလေပဲခံစားမှုပိုကြီးတိတ်တန်ဖိုးထားလေတိတ်ခံစားရတယ်ဒါကြောင့်မလို့ဆိုတော့ကလူကျင်မှုနောက်ကိုလိုက်ရင်နဲ့အသည့်တွေရော့ပြီးတော့စိတ်ပန်းဆန်တွေပါကျသွားတဲ့အခါကျတော့အထက်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီဓာန်လေးကိုတတိထားရမယ်အရှိတရားမှာအတိတရားမှာပါရင်ရှိထားတာကိုအဟုတ်ထင်ပြီးတော့အဲ့ဒီအရှိကြောင့်လည်းဘဝမှာဒုက္ခတွေရောက်အမြင့်ကိုရောက်တဲ့လူမှန်သမျှအတိမပါရင်ပြန်လည်ပြုတ်ကျတဲ့အခါမှာတော်တော်ခံစားရတာဖြစ်တဲ့အတွက်ကြောင့်မြင့်နေတဲ့အခိုက်မှာဘုန်းကြီးတို့တော့များမြင့်လေအထက်ကိုများရောက်လေစရဏပိုင်းကိုများအားထုတ်ရလေဒီလိုလက်ခံဒီလိုခံရင်။ဒါမှမဟုတ်ကိုယ်ပိုင်အချိန်လေးတွေပေးရကိုယ်ချိန်သူ့ချိန်ကန့်သတ်ထားပြီးတော့သူတို့အတွက်ပေးတဲ့အချိန်နဲ့ကိုယ့်အတွက်ပြန်ယူရမယ့်အချိန်အများကြီး။ဘုန်းကြီးတို့ schedule ကိုဆွဲထားနေ့စဉ်တစ်နေ့ရဲ့ timetable လေးဆွဲပြီးတော့တစ်နေ့ timetable ဘာလုပ်မယ်ဆိုရင်အဲ့ဒီမှာထွေးထားတဲ့အထက်မှာကိုယ့်အတွက်လုပ်ရမယ့်စရဏအချိန်အများကြီးယူထားလူတွေကိုအားနာလို့ပေးတာလည်းပေးတာတိုးတော့လူတွေကိုပေးတဲ့အချိန်များသွားရင်ကိုယ့်အချိန်ကြီးနည်းသွားတာဖြစ်တယ်။ရှုပ်နောက်ပိုင်းဆရာတော်ကြီးတွေဆိုတော့တဘာတဲ့သွားပြီးတော့တောထဲမှာနေတယ်ဆိုအဲ့ဒါပဲ။လူလောကမှာနေများပြောတယ်တရားဟောတာနဲ့စကားပြောတာနဲ့မဆိုင်တော့မတူတော့တရားဟောတာကုသိုလ်တွေတူတာစကားပြောတာကြတော့စကားပြောပါများရင်အကုသိုလ်တွေကပါလာတာမဟုတ်တာလည်းပါလာဟုတ်တာလည်းပါလာ။ဒါပေမဲ့အဲ့လိုမျိုးတွေဖြစ်လာလို့ရှိရင်လူတွေမှာအဲ့ဒီစကားတွေကြောင့်ဒုက္ခတွေရောက်ဟိုရှေးတော့ဆရာတော်ကြီးဆိုရင်ရင်ငုံဆရာတော်ဆိုတာရှိရင်ငုံထားတာဥစ္စာတဲ့စွန့်စားတဲ့အချိန်ရင်တရားဟောတဲ့အချိန်ရင်စာချတဲ့အချိန်ရင်ကျိန်းတဲ့အချိန်ရင်လွေးပြီးတော့တဲ့ကျန်တဲ့အချိန်မှာပါဇက်ထဲကိုရင်ငုံထားတယ်ဆရာတော်ကြီးအဲဒါဆိုရင်ငုံဆရာတော်လို့ခေါ်တယ်။ဟုတ်ရင်လည်းဒီပါဇက်ကပေါက်တက်ကရှောက်ပြောမှာပေါက်တက်ကရှောက်ခံစားပေါက်တက်ကရှောက်ဆိုတော့အကုသိုလ်ဖြစ်တယ်ဆိုအကုသိုလ်မဖြစ်အောင်ပါဇက်ကိုအဲ့လိုရင်ငုံထားတာရှိတယ်ဆရာတော်ကြီးတွေကျင့်တယ်ဆိုတော့ကိုရီးယားအဲ့လောက်ဒီမလုံနိုင်တာတော့မှဒီပါဇက်ကဒီစကားလုံးနေနောက်ကိုလိုက်ပြီးတော့ပြောရင်နဲ့ပါဇက်ကမဟုတ်တာတွေရောဟုတ်တာတွေရောပါသွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမဟုတ်တာတွေဟုတ်တာတွေပြောတဲ့ဒီပါဇက်ကထွက်တဲ့မြတ်စကားလုံးတွေကိုလည်းလူတွေရဲ့သဘောကလိုက်ခံစားတာအကြများသွားတာအထက်ရောက်ပြီးတော့ကျသွားတဲ့လူတော်တော်များများကိုကြည့်လိုက်လို့ရှိရင်ခံစားလွယ်လို့ဖြစ်သွားတာသူကအထက်ရောက်တော့အတန်မျိုးစုံကြားရတယ်အတန်မျိုးစုံကြားတဲ့အပေါ်မှာအဲ့ဒီစကားလုံးတွေကိုလိုက်ခံစားရင်လည်းကောင်းတဲ့ချီကျူးတဲ့လူတွေနဲ့ကြုံတဲ့အခါကျတော့ तू ကမဲမှန်လေးတက်ကဲရတဲ့လူတွေနဲ့ကြုံတဲ့အခါကျတော့ तू ကအဲ့စကားလုံးကိုမခံစားနိုင်တော့အခုဆိုတချို့အနုပညာလောကလူတွေဆိုအဲ့ဒါပဲကိုရီးယားမှာဆိုရင်အနုပညာသမားတွေဆိုကိုတတ်သိတာဆိုသူတို့ရဲ့လှုပ်ဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်တာတွေကိုမခံနိုင်တာပဲလူတွေကဝေဖန်တာတွေမခံနိုင်တဲ့အခါကျလူတွေမှာအဲ့ဝေဖန်တာတွေမခံနိုင်လို့ကြာသွားတာအဲ့လူပညာတွေတရားဆိုသူတို့ဝေဖန်တဲ့ဟာအင်တာနက်တွေသူတို့ကအင်တာနက်ခေတ်ကောင်းတော့အင်တာနက်တွေမှာဝေဖန်တာအဲ့ဒါတွေ तू ကလိုက်ဖတ်တာကမန့်နေတဲ့လိုက်ဖတ်တယ်အပြောဆိုတဲ့လိုက်ဖတ် तू အဲ့ဒါရဲ့ခံစားရင်နောက်စိတ်ကြယောဂဖြစ်နောက်ဆုံး तू စကားလုံးတွေနောက်မခံစားရင်နောက်ဆုံးကိုယ့်အကိုတတ်သိတဲ့အဆင့်ထိရောက်သွားနော်ဒါကြောင့်မလို့ तू ကဒေါကတာမခံနိုင်ခြင်းရဲ့အကြောင်းကဘဝကိုဆုံးရှုံးမှုတွေဖြစ်စေတဲ့အတွက်အဲ့ဒါကအဓိကအကြောင်းရင်းကဘာလဲဆိုတော့အမြင့်ကိုရောက်လာလို့လေတိုက်ခံရတဲ့အပိုင်းမှာကိုကအခြေမခိုင်တဲ့အတွက်ကြောင့်လဲကျသွားတဲ့သဘောပဲရှိတယ်။အမြင့်ရောက်နေအမြင့်ကျယ်ရလေဆိုအမြင့်ကျယ်ရမယ်ဆိုတာကဟိုမြင်ကွင်းကျယ်ဖို့ထက်ကိုယ့်ရဲ့အမြင်အသိကျယ်ဖို့ပဲအရေးကြီးတာ။ဟုတ်အမြင်ဆိုတာကဟိုမျက်စိအမြင်ထက်အသိဉာဏ်အမြင်ကျယ်ရမှာနော်နားအကြားထက်အသိဉာဏ်အကြားကျယ်ရတယ်ဆိုတော့အဲ့ဒါတွေဖြစ်ဖို့ဆိုရင်ဘာလုပ်ရမလဲစာများဖတ်လူလောကမှာဆိုရင်ဗုဒ္ဓဘာသာတွေအတွက်ဆိုရင်တရားများနာတယ်လောကဓာတ်ကြက်ခံနိုင်ခြင်းတရားများနာတယ်တရားစာတွေများဖတ်ဘဝမှာဖြည့်စေရဆိုတာကလေတခြားရုပ်ပိုင်းဆိုင်ရာနဲ့ဖြည့်လို့မပြည့်ဘူးဖြည့်စေရအစ်စ်ကတရားနဲ့ဖြည့်မှပြည့်တာလူတွေကအဲ့ဖြည့်စေရတွေလွဲနေစိတ်ညစ်လို့အရက်ဆိုင်နေသွားတယ်အရက်တောက်တယ်အရက်မူးတော့ပြေမလားမပြေဘူးရက်မူးပြီးနောက်ပိုင်းမှာပြန်ပြီးတော့ပို့ပြီးတော့ခံစားဆိုဘဝမှာဖြည့်စေတချို့ကြောင့်လဲKTV သွားသချင်းလေးဆိုပြေမလားမပြေဘူးဗျာပတ်စံလဲကုန်တယ်လေလဲကုန်တယ်ရတာတော့အကုသိုလ်ရ KTV ကြိုက်တဲ့လူတွေအဲ့ဒါပဲ
KTV စကားโอเคပဲကိုပတ်စံလည်းကိုပေးရတယ်ကိုလည်းဆိုရတယ်နော်ကိုလေးလည်းထုတ်ရတယ်ပြီးတော့ရတော့လည်းအာကုသူတွေရနော်အဲ့တော့ဖြည့်စရာလွယ်တဲ့အခါကျတော့ဖြည့်တယ်မပြည့်ဘူးဆိုတော့လောကဓာတ်နဲ့ကြုံတဲ့အခါမှာအကောင်းဆုံးဖြည့်စရာကတရားနဲ့ဖြည့်တာအကောင်းဆုံးဓမ္မအတ္တလည်းအကောင်းဆုံးဘဝလောကဓာတ်ကိုခံနိုင်တဲ့ကာဘာတစ်ခုဖြစ်တဲ့အတွက်ကြောင့်အမြင့်ရောက်လေအမြဲတမ်းတတိလေးကတ်တာတတိဆိုတာတရားဆိုတာတတိပဲတရားဆိုတာတတိပဲတတိရှိနေတဲ့ပုဂ္ဂိုလ်ကတရားရှိနေတာပဲတတိရှိပြီဆိုတာနဲ့ तू ကလူတွေအမှားလုပ်မိတယ်ဆိုတာကိုကြည့်လို့ရှိရင်တတိရှိလို့လားမရှိလို့လားဆိုတော့တတိမရှိလို့အမှားလုပ်မိတာတတိတရားကအမှားကိုဖြစ်စေတယ်ဆိုတာလောကမှာမရှိဘူးတတိမေ့သွားလို့တတိမရှိတော့လို့ဆိုပြီးတော့အာဟုသူတွေလုံးမြတတိမေ့သွားလို့အမှားလုံးမိတယ်တတိမေ့သွားလို့အမှားပြောမိတယ်တတိလုံးမေ့သွားလို့အမှားကြံမိဒါပဲရှိတယ်တတိတရားကတတိဆိုတဲ့ဒီစစ်မှန်တဲ့ဒီတရားကလက်ခံနိုင်တတိရှိနေတဲ့သူကအမှားမရှိဘူးတတိရှိရင်ကုသိုလ်စိတ်ဖြစ်နေတယ်တတိရှိရင်အမှန်ပဲရှိနေဖြစ်တဲ့အတွက်ကြောင့်သူကအမြင်ရောက်လေအမြင်ကျယ်ဖို့တတိတရားများထားဖို့လိုတယ်တတိတရားရှိနေဖို့ဆိုရင်ဘုရားစာပေဘုရားဘာသာဝင်တွေအတွက်ကတော့ဘုရားဓမ္မတွေများစီးပူးလေးလာဖို့လိုတယ်ဘုရားပေးတဲ့စရဏကျင့်တွေကိုများကျင့်ထားဖို့လိုတယ်စရဏအားကောင်းနေရှင်အမြင့်ကိုရောက်လို့တိုက်ခိုက်မှုတွေဘလောက်ပဲကြုံနေကိုကအကျင့်ကောင်းထားတဲ့ကိုကာကွယ်မှုစရဏတွေများလှုပ်ထားတဲ့ဆိုရင်သူကလောကဓာတ်နဲ့ကြုံလဲပဲခံနိုင်ရင်ရှိသွားတယ်ပြုတ်ကြတော့လည်းပဲတရားသဘောကိုသိတဲ့အခါကျတော့ခုနလိုခွေးကြမကြတော့ဖော့လေးကြောက်ကြလေးကြောက်ကြတရားသဘောသိထားသူကဘဝမှာဒါလည်းပဲပြီးသွားမှာပဲဆိုတဲ့တရင်ကအတိတရားရှိထားတယ်တေချာတွေးကြည့်ရင်ဘဝမှာဘာမှအကြာကြီးမဟုတ်ဘူးဆိုတဲ့အတိอ่ะဒါတရားအတိပဲဘာမှအကြာကြီးမဟုတ်ဘူးတေချာတွက်ကြည့်ကောင်းတာလည်းပဲဘယ်လောက်ကြာမလဲအခိုက်အတန့်ပဲဆိုးတာလည်းပဲဘယ်လောက်ကြာမလဲအခိုက်အတန့်ပဲဘယ်လောက်ပဲချီးမွမ်းနေပဲပြောကိုနောက်ကိုထောက်ခံတဲ့လူဘယ်လောက်ပဲရှိတယ်ပဲပြောဘယ်လောက်ထောက်ခံနိုင်မှာလဲဘယ်လောက်ကြာမှာလဲကိုကဲတဲ့လူရှိတယ်ပြောဘယ်လောက်ကဲရမှာလဲအမေဘယ်လောက်မှမရှိဘူးလောကကပရိသတ်ရေကိုဆိုးလာပြီထင်တယ်ကိုထောက်ခံတဲ့လူလည်းရှိတယ်နော်လူဆိုးတွေကိုထောက်ခံတဲ့လူလည်းရှိတယ်အမေသူ့လူနဲ့သူကောင်းတဲ့လူကြိုက်တဲ့လူတွေအများကြီးရှိသလိုဆိုးတဲ့လူလည်းပဲသူ့လူနဲ့သူကတော့ရှိနေတာပဲဒီကောင်လူဆိုးပါကွာဘယ်သူမှအဖတ်မလုပ်ဘူးတော့မပြောလည်းမသူ့ပါတနာတွေသူရှိတယ်သူထောက်ခံတယ်လို့ရှိအဲ့ဒီထောက်ခံတယ်ကကိုယ်ထောက်ခံချင်မှထောက်ခံမှာဆိုတော့ငါဒီလောက်ကောင်းတာလုပ်နေငါ့ကိုတော့ထောက်ခံမယ်ဒီလိုတွေးလို့မရဘူးငါကောင်းတာရဲ့လုပ်နေတာပဲသူတို့ငါ့ကိုကြိုက်မှာအဲ့လိုတွေးလို့မရဘူးကိုကောင်းတာလုပ်လေထောက်ခံခြင်းတဲ့လူကထောက်ခံမှာမခေါက်ခြင်းအဲ့တော့ထောက်ခံခြင်းမထောက်ခံခြင်းကဲ့ရဲ့ခံခြင်းချီးမိုးခံခြင်းဆိုတဲ့အတိတရားလေးကဘာမှအကြာကြီးမဟုတ်ဘူးဆိုတာလေးသိထားရင်ချီးမွမ်းလို့လည်းပဲမြောက်เสียအကြောင်းမရှိကဲ့ရဲ့နေလို့လည်းပဲဘလောက်ကဲ့ရဲ့မှာလဲကဲ့ရဲ့စမ်းကိုတည်တဲ့တိကမကဲ့ရနိုင်ဘူးသူပြောရင်လည်းနောက်တော့မပြောနိုင်တော့လူတွေကနားသွားတော့ကိုကလာအဲ့စကလုံးနေနားမှာကြမသွားဘူးပဲကြမသွားဘူးကဲ့ရတာတွေနောက်ကလိုက်ခံစားပြီးတော့သူတို့ပြောတဲ့အတိုင်းကိုကပုံပါသွားပြီဆိုရင်ကိုကကြသွားတာဆိုတော့ကဲ့ရဆိုတဲ့အတန်လေးကိုကြားရင်အဲ့ဒီအတန်ကိုအတန်လို့သဘောထားရင်ပြီးပြီလူတွေကကြားတာကိုကြားတဲ့အခိုက်အတန့်မှာမသိလို့ကြားတဲ့အပေါ်မှာစွဲသွားတာခံစားတာဘာပဲဖြစ်ဖြစ်သိရမယ်လက်ခံရမယ်ဆိုတာလေးကိုဘုန်းကြီးတို့အမြဲတမ်းလက်ခံတာလက်ခံနိုင်အောင်ကြိုးစားလိုက်စမ်းပါလက်ခံနိုင်တယ်ဆိုတာလူတွေကလက်ခံခိုင်းတာကိုခံစားခိုင်းတယ်လို့ထင်တာတူလက်ခံတာနဲ့ခံစားတာတူလက်ခံလိုက်ရင်ဆိုင်လိုက်ခိုင်းတာလက်ခံဒီလိုပြောရမှာဒါလက်ခံဟုတ်တယ်ပြောပါစေဒီလိုချီးကျူးတယ်လက်ခံလိုက်အဲ့ဒီအပေါ်မှာမခံစားနဲ့လက်ခံရင်ဒါရင်ဆိုင်ရမှာပဲဒါကြုံရမှာပဲချောင်းလုံးမမရလက်ခံလိုက်ရင် तू ကဖြေရှာလို့ရတယ်ငါမှပြောရကောင်းလားငါမှကြုံရကောင်းလားဆိုရင် तू ကသွားခံစားတာတော့ခံစားပြီဆိုရင် feeling ဖြစ်သွားပြီဆိုရင်ဝေဒနာတက်ခံစားရင်ဝေဒနာတက်တာပဲဝေဒနာဆိုတဲ့စကားလုံးက feeling ပဲခံစားခြင်းပဲကောင်းတာဆိုရင်ခံစားရင်ဝေဒနာတက်တယ်လူတွေကဝေဒနာဆိုရင်မကောင်းတာပဲထင်တာကောင်းတာလည်းဝေဒနာပဲဒုက္ခဝေဒနာလို့ခေါ်တယ်စာပေမှာကောင်းတာလေးတွေတိတ်ဖြစ်နေတာဝေဒနာတက်တယ်လို့ပြောဝေဒနာတက်လာတာအဲ့ဒီဝေဒနာကိုမကြော်နိုင်လို့ရှိရင်အဲ့ကောင်းတာလေးခံစားရင်ပြန်ကြ feeling ကခံစားမှုများရင်ခံစားမှု
ကြောင့်ဒုက္ခရောက်တာ။ညဘုရားကဝေဒနာဆိုတာခံစားမှမဟုတ်ဘူးတဲ့ဝေဒနာဆိုတာသိရမှာပဲ။သိရင်မဆွဲတော့မသိရင်ဆွဲတာ။ကောင်းလိုက်တာကောင်းတဲ့သဘောလေးကိုသိလို့ရှိရင် तू အစွဲမပါတော့မသိလို့ရှိရင်ကောင်းရင်လောဘဖြစ်သွားတာ။မကောင်းတဲ့ခံစားချက်ကြုံလာတယ်။အဲ့ဒါကိုအဲ့ဒီသဘောလေးတိုင်းသိရမယ်။မသိရင်တော့မကောင်းလို့ဆိုရင်ဒေါသဖြစ်သွား။ကောင်းခြင်းမကောင်းခြင်းမှာအစွဲပါသွားရင်ကောင်းရင်ကိလေသာလောဘဖြစ်သွားတယ်မကောင်းရင်ဒေါသဖြစ်သွားတယ်ဆိုတော့ဒါတွေကဒီသဘောတရားအမှန်ကိုမသိဘဲနဲ့လက်ခံတဲ့အပိုင်းကနေကြော်လွန်ပြီးတော့ခံစားမှုအပိုင်းကိုရောက်သွားခံစားတဲ့ပုဂ္ဂိုလ်ကကြာတယ်ဒါကြောင့်မလို့အမြင့်ရောက်လို့အတိုက်ခိုက်တွေရှိလာတဲ့အခါမှာပင်စီအားကောင်းအောင်ကိုယ်ကကြိုးစားရမယ်ပင်စီအားကောင်းဆိုအခြေခံအားကောင်းဒုနာလိုပြောသူကိုကြိုးစားမှုနဲ့အထက်ရောက်လာရင်အထက်ရောက်လာတဲ့အမြကိုကပေါက်လို့ပဲစားနေလို့မရဘူးအထက်ရောက်လာတဲ့အမြကိုယ့်အတွက်အကျင့်တရားအစကောင်းအောင်လုပ်အောင်အထက်ရောက်တဲ့လူက character ကောင်းလေလေ self confidence ကိုယ့်ကိုယုံကြည်မှုအားကောင်းလေပဲတီလကလူကိုယုံကြည်မှုတိုးစေတာတီလမလုံးတဲ့လူကယုံကြည်မှုမရှိတော့တီလမရှိရင်ယုံကြည်မှုမရှိတော့သူများလည်းမယုံကြည်ကိုယ့်ကိုယ်လည်းမယုံကြည်ဘူးကိုလှုပ်ထားတာသူများမသိမယ်ကိုသိတာပဲကိုလှုပ်ထားတာသူများမသိမယ်ကိုသိတာအိုးပတ်ဝန်းကျင်ဘယ်သူမှမသိတော့ငါခိုးတာသူများမသိဘူးကိုကတော့သိတယ်ငါလိမ်ပြောတာသူတို့မသိလိုက်ဘူးသူများမသိဘူးကိုတော့သိတယ်ဆိုတော့ကိုပြောတဲ့တိလဖောက်ပြမှုကသူများကမသိမယ်ကိုကသိတဲ့အခါကျကိုကသာကို self confidence မရှိတော့ယုံကြည်မှုမရှိတဲ့အခါကျတော့အထက်ပေဘလောက်ပင်ရောက်냐တော့လဲယုံကြည်မှုတွေကျလာပြီဆိုရင် तू ကပြောသမျှအပြောလို့သမျှအလုပ်တွေးသမျှအတွေးတဲ့အမှားတွေဖြစ်သွားတဲ့အခါကျအထက်ကနေပြုတ်ကြဟိုးနဲ့တိုင်းနဲ့ကြပြီးတော့အခုဆိုရင်လောကမှာတချို့ social network တွေမှာကြည်လိုက်လို့ရှိရင်အပြောမှားလို့ဒုက္ခရောက်တဲ့လူတွေကြုံလိုက်ကြပဲနော်အခုဆိုရင်ဟိုဖွဲ့စည်းတွေဒီဖွဲ့စည်းတွေလောကမှာကြုံရတာဆိုတော့လူတွေကတရင်ကအရှိတရားကိုတတိမပါတဲ့အခါကျမှန်တက်သွားတယ်မှန်တက်တဲ့အပြင်အဲ့ဒီလောကဓာတ်တွေမှာမခံနိုင်တဲ့အတွက်ကြောင့်ဟိုကပြောလဲလိုက်ခံစားဒီကပြောလဲလိုက်ခံစားလက်မခံပဲနဲ့ခံစားမှုရဲ့နောက်ွယ်မှာခံစားရင်အကြပိုင်းရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဟာသာကိုအမြဲတမ်းဆင်ခြင်ရမှာကအမြင့်ရောက်ရင်လေတော့များများတိုက်ခံရမှာပဲနော်ဓာတ်နဲ့လေတံမိုးတံနေခံရမှာသို့တော့အဲ့ဒီဓာတ်နေဘလောက်ပဲကြုံပါစေအခြေခံကောင်းကောင်းပင်စီကောင်းကောင်းခိုင်ခိုင်မာမာရှိထားရင်ဘလောက်ပဲလောကဓာတ်နဲ့ကြုံပါစေဘလောက်ပဲလေတံမိုးတံနေရှိပါစေလှုပ်ခတ်မှုရှိပေမဲ့လဲကျသွားတဲ့အထီတော့မဖြစ်ပါဘူးနော်အဲကြောင့်ကိုယ့်အတော်ဘဝမှာတီတီတိမ်ငိမ့်နဲ့ကိုယ့်ဘဝကိုခိုင်ခိုင်ခန့်ခန့်ဖြစ်စေခြင်းတော့အခြေခံ characterကိုကျင့်တရားကိုလောအောင်လုပ်ပါကိုကျင့်တရားအားကောင်းပြီးတော့ဘဝကိုစစ်မှန်တဲ့စိတ်ထားနဲ့စစ်မှန်တဲ့လုပ်ရတဲ့ကြိုးစားကြမ်းမှာအမြင့်ကိုတက်လာမှာအမြင့်တက်လာတဲ့အခါမှာလည်းပဲအခြေခံအားကောင်းထားတဲ့ပုဂ္ဂိုလ်တယောက်ကအရွက်တွေအခက်တွေတိုက်ခိုက်မှုတွေရှိပင်ရှိ냐မယ်ပင်စီကြီးကလဲမသွားတဲ့အတွက်ကြောင့်အကြမနာပါဘူးအကြမနာရင်ဘဝမှာတာတာရာပဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်အမြင့်ရောက်လို့အတိုက်ခိုက်တွေရှိနေတဲ့ပုံကိုယ်တွေမှာအမြင်လဲကျေရမယ်အဲလောကဓာတ်ကိုလည်းကောင်းခံနိုင်ရှိရမယ်လောကဓာတ်ခံနိုင်ဖို့အတွက်ဘယ်တော့မှမမေ့ပါနဲ့တတိတရားဟာဘဝအတွက်တရားစစ်တရားမှန်ပဲဖြစ်တဲ့အတွက်ကြောင့်အောင်မင်းများရှိလေကိုယ်တတိမလွတ်ပါစေနဲ့ကိုတတိမလွတ်တဲ့ပုဂ္ဂိုလ်ဟာအောင်မြင်မှုရတယ်ပဲကြာရှုံးမှုကတော့အခိုက်အတန့်ခံနိုင်ရှိသွားမှာဖြစ်တဲ့အတွက်ဘဝမှာကြာခြင်းမကြာခြင်းတက်ခြင်းမတက်ခြင်းမြင့်ခြင်းမမြင့်ခြင်းတွေဘဝရဲ့လောကဓာတ်တွေပဲဆိုတာအလုံးသဘောပေါက်သိနေပြီးတော့ကိုယ့်ကိုအမြဲတမ်းတတိတရားလက်ခံထားပြီးတော့ငါဆိုတဲ့မာနလေးတွေအတ္တလေးတွေဖယ်ပြီးတော့ပြစ္ဆုတ်ပန်တန်တရာဘဝမှာတရားအသိရှိပြီးတော့ဓာခံနိုင်သောသူတော်ကောင်းများဖြစ်နိုင်အောင်ကြိုးစားနိုင်ကြပါစေဘုံတော်တည်း